အားလုံးမင်္ဂလာပါကျွန်တော်တို့ရောက်ရှိနေရတော့ကလောမျိုးအင်းပင်ရပ်ကွက်မှာရှိရဲ The Grand Garden Residence ပဲဖြစ်ပါတယ်ဒီ The Grand Garden Residence ဆိုရင်ကျွန်တော်တို့ကလောမျိုးနဲ့အောင်ပဲမျိုးကြားအင်းပင်ရပ်ကွက်မှာတရှိရဖြစ်ပြီးတော့ကလောမျိုးနိုင်စင်ကနေဆိုရင်7 minute ခံပဲဝေးတဲ့အကွာဝေးတွေမှာတရှိရဲ Villa Project တစ်ခုဖြစ်ပါတယ်ဒီ Villa ရဲ့အားသာချက်ကတော့ကျွန်တော်တို့အိမ်တိုင်းကနေပြီးတော့360 degree view ပြည့်ကိုတွေ့မြင်ခံစားနိုင်တဲ့အပြင်ကျွန်တော်တို့မနက်ခင်းမိုးလင်းတိုင်းမှာတင်မီလန်နဲ့အတူလူထနိုင်မဲ့ Villa Project လေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတွေနဲ့ဒီမှာ Villa Project တစ်ခုကိုဝယ်ထားမယ်ဆိုရင်ဇောဝအလှပတဲ့အပြင်မှာတင်မီလန်လိုပါတပါတယ်ပိုင်ဝယ်ထားလိုက်တယ်လို့မျိုးခန်းစားခွင့်ရရှိမှာဖြစ်ပါတယ်ဆိုတော့လက်ဆွေချက်နေရှာပေါဆက်ထားတဲ့ Villa Project တစ်ခုကိုစိတ်ဝင်စားရဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့တော့အားလုံးကိုကြံပြုလိုပါတယ်ကျွန်တော်ဒီ project ကိုကျွန်တော်မြေက state ကအကျယ်ဝန်းရှိတဲ့ဒီ Grand မြို့ပေါ်မှာ Counter 40 ဆောက်နေရဖြစ်ပြီးတော့ဒီတိဆောက်တဲ့ developer ဆိုရင်လည်းဒီကလောမြို့မှာပထမဦးဆုံးလို့ပြောလို့ရတဲ့ဒီ Level High Villa project တစ်ခုကိုအောင်မြင်စွာ Counter 40တိဆောက်ပြခဲ့တဲ့ဒီ Golden Circle Group ကနေပြီးတော့ဆက်လက် Counter 40ဆောက်တဲ့နောက်ထပ် Villa project တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီမျိုးစားလည်း Grand ဖြစ်တဲ့အတွက်ကြောင့်မခိုင်ပါတယ် developer ကလည်းကျွန်တော်တို့ experience ရှိပြီးတော့စိတ်ချရတဲ့ developer တစ်ခုဖြစ်တယ်ဆိုတော့ဒီ project ထဲမှာ luxury နဲ့ nature နဲ့ပေါင်းစပ်ပြီးဘယ်လိုမျိုးကျွန်တော်တို့ Counter 40ဆောက်နေလဲဆိုတာကိုသိစိတ်လေ့လာကြည့်လိုက်အောင်အခုကျွန်တော်နောက်မှာမြင်တွေ့နေရတဲ့ဒီအိမ်လေးတွေကတော့ဒါကျွန်တော်တို့ဒီ project အစဟိုကျွန်တော်ရောင်းခဲ့ကြတဲ့ဒီ Villa project လေးတွေရဲ့ပြီးစီးမှုအနေထားလေးတွေဖြစ်ပါတယ်ဒီအိမ်လေးတွေကတော့မကြခင်လေးရပဲကျွန်တော်တို့ဒီ interior ဘိုင်းလေးတွေပြီးသက်ထားတာဖြစ်တယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဒီ land အနေထားကတော့လက်ရှိမှာတော့ကျွန်တော်တို့ဒီထဲမှာနောက်ထပ် face လေးတွေကိုစုံသက်ဖို့အတွက်ဒီ land တွေကိုအသုံးပြုပြီးတော့ဒီဆောက်ရေးလုပ်ငန်းခွင်တွေအသုံးပြုနေရသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ land တွေကတော့ကျန်တဲ့အနေထားပဲဖြစ်နေဒီအနေထားကိုတွေ့ရမှာပါတော့ဒီကလောမျိုးမှာ immersion အိမ်ဆောက်တဲ့ခါမှာဒီမြေဘက်ဒေတာရင်းနဲ့ဒီကွဲပြားတဲ့အနှစ်သာရတစ်ခုရှိပါတယ်ဒီ project လေးဆိုရင်ကျွန်တော်တို့ဒါဆွမ်းနာကကျွန်တော်ပထမဆုံးပြခဲ့တဲ့ဒီအိမ်လေးနဲ့ face တစ်ခုထဲမှာပဲတရှိရဲအိမ်မိုစင်နဲ့တူတယ် design နဲ့တူတယ်ဒါပေမဲ့ဒီ Asian ရဲ့ဒီ area concept နဲ့မြေမျိုးစားပုံမှာမူတည်ပြီးတော့သူ့ရဲ့ landscape area လေးရဲ့အသုံးဝင်ပုံနဲ့ဒီအလှလေးရတော့ကွဲပြားသွားတယ်ပေါ့ဆိုတော့ဒါလေးကတော့ကျွန်တော်တို့ဒီ PPT project လေးတွေကအိမ်လေးတချို့ဒါလိုက်ပြပေးတာဖြစ်ပါတယ်ဒီရှေ့မှာမြင်တွေ့နေရတဲ့အိမ်လေးကတော့ဒါကျွန်တော်တို့ဒီ Umbrella ရဲ့အိမ်ပုံစံမျိုးစားလေးဖြစ်ပါတယ်အိမ်လေးကကျွန်တော်တို့လုံးဝဟိုစစ်စရာပုံစံလေးပေါ့နော်လက်ရှိဒါအခုမှဆောက်လုပ်ပြီးစီကစားအနေထားလေးဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုလဲကျွန်တော်တို့လက်ရှိစပေးနေရတဲ့Villa project ရဲ့အိမ်လေးရှိပါတယ်ဒီနှစ်ခုကတော့ကျွန်တော်တို့ face ကကွာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်က Amaran နဲ့ Maroon နဲ့ဆိုပြီးတော့ကွာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ပုံစံလေးလည်းကွာသွားတယ်ပြီးတော့နောက်တစ်ခုတချို့ဒီထဲမှာဆိုရင်တချို့ဟိုဒီ ancient တွေကကျတော့ကျွန်တော်တို့ဒီနှစ်ကွက်တွဲကိုဝယ်ကြတာများတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူတို့ရဲ့ lifestyle ကသူတို့ကဒီတစ်ဖက်မှာတော့အိမ်တစ်ဖက်မှာတော့ကျွန်တော်ဒီ landscape အလှနေနဲ့ဒီနေရှင်ကြရလူကြီးကျတော့နှစ်ကွက်တွဲကိုဝယ်ထားကြရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ Amaran နဲ့ Maroon ကဒီကွဲပြတဲ့အိမ်ပုံစံလေးကိုပြပေးရဖြစ်ပါတယ်ကဲအခုကျွန်တော်ဥပြပေးမယ့်နေရာတော့ဒါကျွန်တော်တို့ project ရဲ့ဒီ center လေတက်တက်မှာရှိရဲ့ဒီဘယ်လိုခေါ်မလဲဒီတငယ်ချင်းတွေဝိုင်းဖွဲ့ပြီးတော့စကားပြောလို့ရတယ်ပြီးတော့ဝယ်ပါလို့ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ residence တွေနားယူဖို့အတွက်ထားပေးထားတဲ့ဒီပန်းချန်လေးပေါ့နော် garden area လေးဖြစ်ပါတယ်လက်ရှိမှာတော့ဒါကျွန်တော်တို့ဟို cleaning ပိုင်းလေးတွေနဲ့ဒီ short term အမှတ်ပိုင်းလေးတွေတော့ကြံသေးတယ်ပေါ့ဒါအခုကျွန်တော်ဆက်ပြပေးမယ်အကွက်လေးတွေအားဒါကျွန်တော်တို့လက်ရှိရောင်းဖို့ကြံချင်နေတဲ့ 7i 7G 7K 7S ဒီကွက်လေးတွေဖြစ်ပါတယ်ဒီကွက်လေးတွေပေါ့နော်ဒီတန်းလုံးဒါကျွန်တော်တို့လက်ရှိမှာနောက်ထပ်ရောင်းဖို့အတွက်ရောင်းဖွင့်ပေးထားတဲ့ project ဒီကွက်လေးဖြစ်ပါတယ်ဒီကောင်လေးရတော့ဒါကျွန်တော်တို့အရက်လေးမျက်နှာတော့မြောက်ဘက်ရက်လေးမျက်နှာကိုလှည့်ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ view ကတော့ကျွန်တော်တို့ဒီ initiative ကနေပြီးတော့ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီဘက်က JP လာကိုနည်းနည်းစဉ်းစားမြင်တွေ့နေရမယ် view ဖြစ်ပါတယ်ဒီဘက်ကကျွန်တော်တို့ဒါ open view ပေါ့နော်ဒီတောင်တန်းတွေဘက်ကိုလည်းမြင်ရမယ်ဒီဘက်ကကျွန်တော်တို့ project ကြီးတစ်ခုလုံးကိုလည်းဒါမြင်တွေ့ရမယ်မြေကွက်လေးတွေဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ခြံကွက်လေးတွေကလမ်းရဲ့အထက်မှာရှိမှဖြစ်တဲ့ကြောင့်မဆွမ်းနာကျွန်တော်တို့ပြသခဲ့ဒီအိမ်လေးလိုပဲ landscaping ကိုကောင်းကောင်းနဲ့လှလှပပလေးလုပ်လို့ရတဲ့အကွက်လေးတွေဖြစ်ပါတယ်အခြေအနေကကျွန်တော်ဒါ40-60 square feet ကျယ်ဝန်းပြီးတော့ကျွန်တော်တို့တချို့ကွက်လေးဆို2500ကျော်2600ကျယ်ဝန်းတဲ့ဒီမြေကွက်လေးတွေဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးတွေဆိုရင်လည်း gram မြေပေါက်ရရှိမှဖြစ်ပြီးတော့တပီပတ်လေကို3သိန်းကျော်ကနေစတင်ပြီးတော့ဝယ်ယူနိုင်မှာဖြစ်ပါတယ်
ဆိုတော့ကျွန်တော်တို့ဒါဒီဗီဒီယိုလေးကကျွန်တော်တို့ဒီ Grind Current Residence ရဲ့ project တွေရဲ့လက်ရှိအနေအထားလေးနဲ့ဒါကျွန်တော်တို့ဒီ information လေးတွေကိုအကြမ်းမြင်ကျွန်တော်တို့ရှင်းပြပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ဒီ project လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထပ်မံအသေးစိတ်တွေသိရှိနာမှရှိတဲ့ခါကျရင်လည်းကျွန်တော်တို့ page messenger မှာလာပြီးတော့စောင့်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ hotline number တွေကိုလည်းဆက်သွယ်ပြီးမြင်လို့ရပါတယ်ဒီ project တွေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေအများကြီးရှိမှလုပ်ထားခဲ့ပြီးရရှိပါတယ်ဆိုတော့အဲ့ဗီဒီယိုတွေမှာလည်းဝင်ရောက်လေ့လာလို့ရနိုင်တယ်လို့ကျွန်တော်တို့ဒီကလောအထူးအင်အားပြပွဲ6ကြိမ်မြောက်ကိုလည်းမကြခင်မှာကျွန်တော်တို့ထပ်မံကျင်းပသွားဖို့ရှိပါတယ်ဒီကြောင်းပြပွဲမှာဆိုရင်လည်းကျွန်တော်ဒီ project ကြီးရဲ့ detail information တွေကိုကျွန်တော်တို့ presentation slide တွေနဲ့ကျွန်တော်တေချာလေးကိုပြသပြီးတော့ရောက်ချပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီကြောင်းပြပွဲကိုလည်းဒီစတို့လာခဲ့ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်